နောင်ပိုရွာဥရုဒရာမှာရောက်နေပါတယ်တဲ့မာမီရှင်းကဓာတ်ပုံနဲ့စကီဆွဲနေပါတယ်ဗျာမာမီရှင်းစကီဆွဲနေပါတယ်ဗျာနောင်ပိုရွာတဲ့ဥရုချောင်းဥရုဒရာမှာရောက်နေပါတယ်တဲ့ပါတယ်ဟုံးမလင်းနောင်ပိုရွာဥရုဒရာမှာစိုးဝါနေပါတယ်အေးချမ်းပါလေတောင်တက်တွေကတောင်တွေကနဲဦးမြင့်ပါလေတဲ့ဒီနေ့ကကျွန်တော်ဖြတ်လာတဲ့တောင်ဆိုရင်1283မြင့်ပေရှိပါတယ်တဲ့ဒီကောင်တန်လာကျူတရာလေးပါညနာပြန်လေစိတ်နေရောဒီဥရုချောင်းကဘယ်ကနေလာလဲဆိုတော့ဖာကန်မကလာတဲ့ကြီးတွေပေါ့ဗျာဖာကန်ကနေလာတာပါတဲ့အဲဒါမို့ဖာကန်မှာကြောက်သေးတော့ဒီမှာကြီးတွေနောက်နေပါတယ်အဲဒါမှနေပြီးတော့ကျွန်တော်မပါလို့ပါလေးရိုက်ချင်ဟိုင်းမင်္ဂလာပါဥရုချောင်းမှာရိုက်နေပါတယ်နောင်ပိုရွာမှာကဲနေကြပါတယ်ဝရီပါမီရောက်လာပြန်နေမှာလေတောင်ပေါ်ရွာလေးကားစီးရတော့တရက်နဲ့တညနဲ့ကြာပါတယ်နိုင်ပါနဲ့တော့ကြည့်ရပါတယ်တောင်တက်တောင်စင်များပါတယ်cho đến ngã nó dài không xe qua ra đi xe này toàn pin này bên không bán đâu đi đó đây mà sao lại sao đây mà bây giờ lâu bị à chị ra tôi đâuဥရုဒရာပေါ်မှာရောက်နေပါတယ်တဲ့ဥရုချောင်းကလည်းချောင်းလို့တာပြောရတာတော်တော်ကျဲပါတယ်တဲ့ဒီလာပေါ်နေတယ်တော့သူကတမင်းကားနေလိုင်းလွင့်မြလို့ပါတဲ့လိုင်းလွင့်မြလို့ဗီဒီယိုတွေရိုက်နေရတန်နဲ့ကတက်ပြီးတော့လိုင်းကလွင့်မြဟုတ်လိုင်းသိမ့်မကောင်းတောင်ပေါ်ဒေသတော့သိရမှာလားလိုင်းကောင်းတော့မကောင်းလိုက်ဘူးအဲ့ဒါဥရုချောင်းနော်ဘာရဲ့လောက်ပါတယ်နေရတာအဲ့ဒါပြီးတော့
ရှုခင်းလေးကျွန်တော်တို့ကြည့်ရတဲ့အတွက်ကျွန်တော်တို့က PD ဖြစ်ပါတယ်လေ ဘုံမှာတော့ခဲ့တယ် ဟောပါတာကကျွန်တော်ရင်းနေတယ်ကျွန်တော်ရဲ့နောင်ဘိုးအိုင်ပေါ့ဗျာကျွန်တော်တို့ဇာတိနေနောင်ဘိုးအိုင်ဖြစ်ပါတယ် ပြောလေ ခုလိုကျွန်တော်တို့ရောဒီခုလေးကလာရောက်ပြီးတော့ဒီဘောနော်ရုံမြင့်တန်ကြားဖွဲ့ရောစကိုင်းနီဖွဲ့ရောနောက်ပြီးကြတော့ သူရှင်းပြပါတယ်ဒါကကျွန်တော်တို့ချောင်းရေးလမတန်မှလည်းကြီးပါတယ် ဟုတ်ပါတယ် လမတန်မှလည်းကြီးနေ ကြက်သားပါတယ် လမတန်မှကြီးလေးပြီးတော့လမတန်မှလည်းကောက်ချင်းတဖွဲကောင်းနေတာကျွန်တော်တို့ရဲ့ဥဒုချောင်းပဲဖြစ်ပါ ဒီရဘာကြောင့်မို့လောက်ကြည့်နေရလဲလေသိချင်ပါတယ်ခင်ဗျ ဒီကကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ဒီနန်းမှာရှိတဲ့လူတွေမှန်သမျှဒီထဲအကုန်လုံးကျွန်တော်တို့ဒီဤပါကြတယ်ဒီလိုပါ ဒီရဘာကြောင့်မို့နောက်နေလဲဆိုတော့ ကိုပြော ကိုပြောကြတယ် ရှိရတိုက်တော့ဘာကြောင့်ဒီလိုကြီးနေရလဲဆိုတော့ကျွန်တော်တို့ဖားကန်းဟိုးကျွန်တော်တို့ကချင်ပြည်မြောက်ဖျားဖားကန်းကနေပြီးကျွန်တော်တို့စီစဉ်လာတဲ့ရေဖားကန်းမှာကျွန်တော်တို့ဒီကြည်အောင်လို့စစ်နဲ့ကျွန်တော်တို့ကြောက်တယ်ဆေးလွတ်ပါဆေးကကျွန်တော်တို့ဒီစစ်ဆိုသလိုပဲကျွန်တော်တို့တယံဇာတရွှေတွေကျွန်တော်တို့ဒီထဲကနေပြီးတော့ ကြောက်ရရတနာတွေပေါ့ တောက်လျှောက်ရွှေမုံစုပ်တွေနဲ့ကျွန်တော်တို့လုပ်ပါတယ်မုံစုပ်တွေနဲ့ကျွန်တော်တို့တောက်လျှောက်ဒီနေရာမှာအလက်မရှိအောင်ကျွန်တော်တို့ဒီနေရာတွေအကုန်လုံးလေးလံနေနဲ့ကျွန်တော်ဆိုရင်လည်းဒီဥရုချောင်းရဲ့မိုင်းဥရုချောင်းတစ်ချောင်းမိုင်းတစ်ထောင်မှာကျွန်တော်လေးလံရထားတဲ့တထေးကြီးကြောက်ပါ ဟုတ်ကဲ့ပါခင်ဗျအမှန်ဗာမြန်ပြောချင်တယ်လေခင်ဗျ နောက်ဆုံးပိတ်ဒီကုန်းချုပ်စကားလေးပြောချင်တာကဟမ် လမ်းနဲ့ရှောင်းပါလက်ရှောင်းနေပြော လမ်းဘယ်လိုချာလေးလဲ အေးလေ ကျွန်တော်ဒီကုန်းချုပ်စကားကျွန်တော်ပြောမယ်ဆိုရင်ပြောရမယ်ဆိုရင်ပေါ့ဒီကျွန်တော်တို့ဥရုချောင်းရေးဒီလိုကြည်လင်အောင်ကျွန်တော်အမြဲထိမ့်သိမ်းစောင့်ရှောက်နေတယ်ကျွန်တော်ကလည်းပတ်ဝန်းကျင်နဲ့ ဘောစီတရားပေါ့ ပတ်ဝန်းကျင်ထိမ့်သိမ်းစောင့်ရှောက်ရေးကော်မတီလည်းဖွဲ့ထားပါတယ်ကျွန်တော်ဒီချောင်းရဲ့ဒီပြည်တထောင်မှာလည်းကျွန်တော်လေလံရတာနဲ့ boss ကြောက်ပေါ့လေ ကိုမြင်တဲ့ဒီဖားကတ်မှာဒီကတာတွေခုနှစ်ခုစောင့်မှာတော့ကိုမြင်တဲ့ဘယ်လိုမြင်လဲခင်ဗျ ကောင်းပါတယ်အဲ့လိုလဲဆိုတော့ရေကာတာတွေစောင့်မှလည်းကျွန်တော်တို့ကဒီပြောမလဲပို့ပြီးတော့ဒီလောက်ကွက်တွေပို့ချင်မယ်ဒီလက်နေတဲ့နေရာတွေကိုကျွန်တော်တို့ကရောင်းစားမယ်ပြီးတော့ဒီလိုကျွန်တော်တို့လိုဘောစီပတ်စံရှိဒီနေရာရေအခုသူတို့ရေကာတာစောင့်တဲ့နေရာရေကာတာတွေဆိုတာဆင်းပိတ်ထားတာကြတော့ရေလွတ်မြေရိုင်းတွေပို့ပြီးပေါ်လာမယ်ပိတ်ထားတဲ့နေရာတွေတော့နည်းနည်းတော့ရှမ်းပါပေါ့ဗျာ ဟုတ်ကဲ့ပါ အဲ့ဒါကျွန်တော်အနေနဲ့တိုက်ပါ တကယ်တဘာဝဘေးရနေမြန်မထိခိုက်ဘူးလားခင်ဗျအဲ့လေးလည်းသိချင်ပါ ဘေးကနေရတော့ကျွန်တော်တို့ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့မထိခိုက်ဘူးပေါ့ဗျာမကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်ကံမကောင်းတဲ့သူတွေကတော့ထိခိုက်ခြင်းထိခိုက်မှာပေါ့ကံကောင်းတဲ့သူတွေကတော့ရှင်မြင့်လေကြာတင်လေပါပဲ အေးဦးမြကြီးရေတွေရောစီးစင်းနိုင်မှာမလားခင်ဗျ အဲ့ဒါခက်တာဒီအဝီမြင့်ကစီးစင်းမှာပါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအဝီမြင့်ကဘောဘေးကနေကျွန်တော်ပြောကြမယ်ရှည်တယ်ဗျာဒီလိုဆို လူထုအနေနဲ့လူထုတွေကတော့ဒီကတာစောက်ဖို့တော့ထောက်ခံမှမရှိကြဘူးခင်ဗျတထင်းနေနဲ့တော့ဘယ်လိုသဘောရလဲတထင်းကတော့ ပြည်သူတွေဘက်ကနေကျွန်တော်အဲ့ဒေသခံတွေဘက်ကနေကြည့်ပြီးတော့ကျွန်တော်လည်းဒီဒေသခံတွေကိုဒီတိုင်းနေတာမှလည်းစိုးရလေနော်အဲ့ဒါကျွန်တော်ကောင်းပါလေဆက်လို့ ဘယ်လိုပြည်လူထုဘက်ကအားပေးရလားတထင်းဘက်ကနေပြီးတော့စဉ်းစားရတယ် ကျွန်တော်ကတော့ပြည်သူလူထုတွေကိုငဲ့ညာတဲ့အနေနဲ့တစ်ထည့်ဘက်ကနေဆွေးတစ်ထည့်ဘက်ကနေထောက်ခံ ဟောတထင်းဘက်ကလည်းတထင်းရအဲ့ဟာဒီကတာစောက်စေချင်တယ်လားဒါပေမဲ့ပြည်သူလူထုတွေကတော့မစောက်စေချင်ဘူးပြတန်တသားတွေတက်စီးမှတွက်လို့တထင်းကတော့ဒီလိုဟာမျိုးတွေလုံတာဆိုတော့ဆန့်ကျင်ဘက်ဖြစ်နေတယ်လားလို့ ကျွန်တော်တို့ရဲ့လုပ်ငန်းသဘောအရပြောမယ်ဆိုရင်တော့စောက်လေကောင်းလေပါ အဲ့ပြည်သူလူထုတွေကထောက်ခံမှမရှိဘူးဖြစ်နေတယ် ပြည်သူလူထုကတော့ကျွန်တော်တို့
ကားတာစောက်ပြီးမှပဲကျွန်တော်ဒီအိမ်ပေါက်စီသူတို့ဘာတွေဆုံးရှုံးတယ်သူတို့ဘာတွေလိုအပ်တယ်ဆိုတာတွေကျွန်တော်ဖုန်းလိုက်ပြီးတော့ဖြည့်ဆည်းပေးတယ်သူတို့ရည်နေတဲ့ဆိုကျွန်တော်ကုန်းမြင့်တဲ့နေရာမှာကျွန်တော်ရွှေ့ပေးပါမယ် သူတို့ဖြည့်ချအတွက်နောက်ဆုံးငါးလေးပါပြန်ပြောချင်သေးတယ်ခင်ဗျာ ခုလိုလာရောက်ပြီးတော့မင်းများနဲ့ဒီလိုကြည့်လို့ရရတယ်ပေါင်းလို့ရတယ်လာပြီးတော့ကျွန်တော်တို့ခုဒီရိတ်သက်တွေကျွန်တော်တို့ဒီလူလူတွေကိုဖြတ်ဒီလိုဟိုလှုပ်တဲ့လာပြီးသိအောင်ကျွန်တော်တို့လာပြီးတော့ပြင်ဆက်ပေးတဲ့ဒီစီစဉ်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါကျေးဇူးပါကျွန်တော်ဟိုဘက်ချက်ပြီးတော့ရှူကင်းလေးတွေရိုင်းလိုက်ပါအောင်မယ်ခင်ဗျာခုဖြည့်ကြတဲ့တထေးကတော့တရုတ်တထေးပါပဲခင်ဗျာဒါတော့အတထေးနဲ့ပါတဲ့ဘောစီရော ဝိုက်တယ်နော်ရှောင်းမှာစီရှောင်းဝိုင်းစီရှောင်းဆိုင်ဝိုင်းအော်အန်ငယ်အော်စေဦး